အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့ဖုန်းနဲ့ walkie talkie ပြောလို့ရမယ်စာပို့လို့ရမယ်ဒါပေမဲ့ဘေးတော့လုံးဝကုန်မှာမဟုတ်ပါဘူး Bluetooth ဖြစ်ဖြစ် Wi-Fi ဖြစ်ဖြစ်ချိန်ပြီးုံနဲ့ walkie talkie စကားပြောလို့ရမယ်เนาะပေ900လောက်ပေါ့နော်လောက်ပြောလို့ရမယ်ပြီးတော့အင်တာနက်လည်းကုန်မှာမဟုတ်ပါဘူးဘေးလည်းကုန်မှာမဟုတ်ပါဘူးเนาะတယောက်နဲ့တယောက်အဆက်အသွယ်ရအောင်ပေါ့ဒီ Mobile Talkie ဆိုတဲ့ software လေးကို Play Store မှာဆွဲလို့ရပါတယ်ဗျ။ပြီးရင်အဲ့ထဲကိုဝင်လိုက်ပါမယ်။ဟုတ်ကဲ့ဝင်ပြီးသွားလို့ရှိရင်ဒီ setting မှာ setting ကိုတစ်ချက်နှိပ်ပါ။ဟုတ်ကဲ့ဒီမှာပါနော် Bluetooth Wi-Fi ကြိုက်တာနဲ့လုပ်လို့ရပါတယ်။ Bluetooth ချိန်ထားမယ်ဆိုရင် Bluetooth ချိန်ဟိုဘက်ပုံကလည်း Bluetooth ကိုချိန်မယ်။ပြီးလို့ရှိရင်ဒီလိုမျိုးနှစ်ယောက်လုံးချိန်ပြီးရင်ဒီလိုမျိုး connected ဆိုပြီးပေါ်လာမှာပါပေါ်လာပြီးသွားလို့ရှိရင်ဒီကောင်ကိုပဲနှိပ်လိုက်ရုံပါပဲနှိပ်လိုက်လို့ရှိရင်ဒီအောက်နားမှာ walkie talkie ပုံရင်စာရေးတဲ့ပုံလေးရဲ့နှစ်ခုပေါ်လာမှာဖြစ်ပါတယ်အဲ့လိုနှစ်ခုပေါ်လာတဲ့အခါကျလို့ရှိရင်ကိုကစကားပြောမယ်ဆိုရင် walkie talkie ပုံလေးကိုနှိပ်လိုက်ပါနော်နှိပ်လိုက်လို့ရှိရင်သူကဘယ်လိုပေါ်မလဲဆိုတော့ကိုယ့်ဘက်ကအရင်ပြောမယ်ဆိုရင်လက်တောက်တဲ့ပုံစံလေးကိုနှိပ်ပြီးကိုကပြောမယ်ကြည့်လို့ရှိရင်အဲ့လက်တောက်တဲ့စပီကာပုံမိုက်ပုံစံလေးပေါ်လာလိမ့်မယ်ဒါလည်းရှင်ကိုကပြောမယ်ပြောပြီးလို့ရှိရင်အဲ့မိုက်ပုံစံလေးကိုနှိပ်လိုက်လို့ရှိရင်ကိုယ့်ဘက်ကတစ်ခါအဲ့ဒီမိုက်ပုံစံလေးကိုအဲ့ဒီလက်တော့တဲ့ပုံစံလေးကိုနှိပ်ပြီးတော့ပြန်ပြီးပြောမယ်ပြောတဲ့အခါမှာကိုယ့်ဘက်မှာဘယ်လိုကြားရမလဲဆိုရင်ကိုပြောတာကိုယ့်ဘက်မှာဘယ်လိုကြားရမလဲဆိုရင်စပီကာပုံစံလေးလိုပေါ်ပြီးကြားရမယ်ကိုကရက်ပြီးတော့ဟိုဘက်ကပြောတာကိုလည်းကိုဖုန်းထဲမှာစပီကာပုံစံလေးလိုကြားရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေခင်ဗျကျွန်တော်ဒီမှာပြောမယ့်ကောင်းကမဖြစ်သေးတော့ကျွန်တော်မပြောပြတော့ပါဘူးเนาะတကယ်ရပါတယ်เนาะတယောက်နဲ့တယောက်ကျွန်တော်တို့လက်ဆန်းပြီးသွားပါပြီကွင်းပြင်ဆိုရင်ကွင်းပြင်တားစီအဆောက်အအုံတွေပါတယ်မရှိဘူးဆိုရင်တော့တော်တော်မိတယ်ခင်ဗျအတန်လဲကြည်ကြနေတာပဲစာလဲကောင်းစွာပို့နိုင်နေပေါ့เนาะဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေเนาะ